မန်ပိုင်ရှင်မမကြီးကျေးဇူးအများကြီးတင်ပါတယ်လို့နော်မန်ပိုင်ရှင်မမနဲ့အတူတူမြင့်ကိုအိမ်ချမ်းဝယ်စီခြင်းနဲ့အမတွေလည်းကျေးဇူးအများကြီးတင်ပါတယ်မြင့်အခုလေရင်းထဲမှာတစ်ခါကျရင်တွေးတယ်ပေါ့နော်ဒီအတွေးကတော့မြင့်အတွေးပေါ့နော်ငါ့ကိုဒီရွှေကြပင်နဲ့မြင့်ရွှေကြပင်ကြီးကိုအရန်တန်ရောစင်ဖြစ်နေတယ်အဲ့တော့ဒီရွှေကြပင်ထဲမှာကြတော့လေမြင့်တို့ကပြောမယ်ဆိုရင်ဈေးတွေကလည်းကောင်းတယ်လေနော်ဒါမဲ့တပုံနဲ့မြင့်မဝယ်နိုင်ပေမဲ့လေတစ်ခါကျတွေးတာပေါ့နော်ငါ့ကိုအဲ့လိုခြံနေပေါ့နော်ငါ့ကိုအဲ့လိုပေါ့ချပင်းပေါ့အရေးကြနဲ့ချပင်းတစ်ခါကြရင်ပေါ့နော်တွေးမိတာပေါ့နော်အရန်ကောင်းမှာပဲဆိုငါဆက်နိုင်တယ်ငါစူးစမ်းနိုင်တယ်ပေါ့ငါစူးစမ်းနိုင်တယ်ငါဆက်နိုင်တယ်ဒါပေမဲ့တပုံနဲ့ဝယ်ဖို့ဆိုရင်တော့အချိန်ကတော့မြင့်မှာနည်းနည်းလေးပေးအောင်ပါပေါ့နော်ကိုကကောင်းကောင်းလိုချင်တော့အချိန်ကတော့ကောင်းကောင်းပေးရတာပေါ့အဲ့တော့အခုအချိန်မှာမြင့်အခက်ခဲရပါဖြစ်နေရလဲဆိုတော့ဘယ်လိုပြောမလဲကိုပိုင်အိမ်နဲ့ခြံမရှိတဲ့ခါကျတော့လုပ်ငန်းလုပ်တဲ့ခါကျတော့နည်းနည်းလေးတော့ဒါတော့အခက်ခဲတော့လူတိုင်းမှာရှိပါတယ်ကြားကြီးလေးချီရကြီးလေးကိုကစီးပွားလုပ်တော့သူများအနင်းပိုခံရတာပေါ့နော်ကိုပိုင်အိမ်နဲ့ခြံမရှိတဲ့ခါကျတော့ပိုဆိုးတာပေါ့ဒါပေမဲ့ဒီအင်ရှင်တွေကတော့အရန်သဘောကောင်းပါတယ်အင်ရှင်တွေကတော့အရန်သဘောကောင်းတယ်တကယ်ကိုသဘောကောင်းကြပါတယ်အဲ့တော့ဒီအိမ်နဲ့ခြံကိုလည်းတက်နိုင်သမျှပတ်ဝန်းကျင်ကိုမြင့်တက်နိုင်သမျှမထိကြိုက်အောင်တက်နိုင်သမျှမြင့်တို့လုပ်ငန်းကြောင့်မထိကြိုက်အောင်မြေကိုစမ်းညံစမ်းရှိသလားတန်ရှင်းတက်ရအနက်အသက်တက်နိုင်သမျှပေါ့နော်အများကြီးစူးစမ်းနေပါတယ်စူးစမ်းပါတယ်တော်တော်လေးကိုမြင့်တကယ်ကိုမှအဲ့ပေါ်မှာအရှုံးမြတ်မထားပါဘူးငွေကြီးရစအရှုံးမြတ်မထားစူးစမ်းတယ်တစ်ခါကျရင်လည်းကိုဒီရွှေကြပင်းကြီးကိုတန်ရုံးစင်ကအရန်တွေ့နေတယ်ဒီရွှေကြပင်းကသူတွေကိုကိုချီမှာလာဝဲတယ်အဲ့လိုတန်ရုံးစင်ကဒီမှာပဲအခြေစခဲ့တော့ဒီရွှေကြပင်းကိုတအားတန်ရုံးစင်တွေ့နေရလဲပါတာပေါ့နော်အဲ့တော့မြင့်လိုချင်တဲ့အရာလည်းနည်းနည်းလေးကြီးတဲ့ခါကျတော့ကိုရီရဲ့ရောင်းအားနဲ့ကိုရီရဲ့လုပ်အားနဲ့ကိုရီရဲ့ဝန်ထမ်းနဲ့ကြတော့လေဒီမြေခွက်တိတိလေးဆိုတာလည်းမဖြစ်နိုင်ဘူးလीနော်အဲ့တော့ဒီရွှေကြပင်ကလည်းဈေးကလည်းအရန်ကောင်းတယ်ဒါပေမဲ့တကယ်ကိုဝယ်ခဲ့တဲ့ခါကျရင်လည်းဒီလူတွေနဲ့လွတ်ကင်ပေါ့ကိုလုပ်ငန်းကိုသူများအနောက်ရှစ်မဖြစ်စေတဲ့အရာတွေပေါ့နော်မြင့်လုံးမှာပါလို့မြင့်ကိုအားပေးရကြိုးမြင့်ကိုဖြစ်စေခြင်းကြိုးတွေလုံးဝမနှက်စေရပါဘူးအချိန်တစ်ခုလေးပေါ့နော်ပေးပါလို့အချိန်တစ်ခုပြီးရင်တော့မြင့်ချပြပါမယ်လို့ဒါပေမဲ့ခုနကပြောတဲ့အတွေးလေးရတဲ့ခါကျဝင်တာပေါ့နော်ငါ့ကိုအဲ့လိုမျိုးလေးပေါ့ငါ့ကိုယုံကြည်ပြီးတော့အဲ့လိုမျိုးလေးအရေးကြလေးနဲ့ငါ့ကိုပေါ့နော်ဈေးလေးသူ့အနေနဲ့သူအကျွေးစီးရတော့အကျွေးစီးရှိတာပဲနားလဲပါဖိကမှပြောတယ်ငါစူးစမ်းနိုင်တယ်ပေါ့အဲ့လိုမျိုးပါအဲ့လိုတွေးလေးတော့ဝင်တာပါတခါတလေပေါ့နော်ခလေးတွေးပေါ့မဖြစ်နိုင်ဆိုတော့သိပါတယ်ဒါမဲ့လည်းမင်းအိမ်နဲ့ချန်ကတော့ဘယ်မှာပါမရရအောင်အခုလည်းစူးစမ်းနေပါတယ်အဲ့ဒါတွေကတော့အကုန်ပြီးမှအကောင့်ထဲလေးဟောမှပဲမြင့်ဖန်နေမြင့်ရဲ့ချက်ရတဲ့သူတို့ချပြပါမယ်လို့